ချစ်မိတ်ဆွေစတာပရိသတ်သမီးအားလုံးတို့အတွက်ဆမ်မပွင့်ချင်းခိုင်မနောမယငွေကန်ကိုငွေကန်ပွင့်တလစာအထူးဟော့စတန်အပိုင်း3ပေါ့နော်ငွေကြေးလက်လာပါနဲ့အခြေအိမ်တော်ရဲ့အစွမ်းထက်ရည်ရည်လေးအပိုင်းကိုဆက်လက်ပြီးတော့ပြည့်စုံစုံလေးဟောပြသွားမှာဖြစ်ပါရဲ့ရှင်အမြဲတမ်းဆမ်မပွင့်ချင်းခိုင်အထူးဟော့စတန်လေးတွေကိုစောင့်မျှော်နေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဆမ်မရဲ့အစွမ်းထက်ရည်ရည်လေးတွေအရန်အစွမ်းထက်တဲ့အဆင်ပြေကြတယ်လို့ပြောတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ရှင် follow လေးမနှိပ်ရသေးဘူးဆိုရင် follow လေးနှိပ်သွားပါအပေါင်းလေးနှိပ်ပြီးတော့ပေါ့နော်ကံကောင်းပြီချမ်းသာပြီလို့ comment လေးရေးသွားပါမနှောမရရွှေတို့ငွေတို့တွေနဲ့အတူတူကံကောင်းခြင်းတွေလည်းပဲဖြစ်ပေါ်၍အသက်ရှူတိုင်းငွေတွေဝင်ပါစေကံကောင်းကြီးပွားချမ်းသာစေမဲ့စတာပရိတွေဖြစ်ပါစေလို့ဆမကစွတ်မုံကောင်းတောင်းလိုက်ပါတယ်နော်ချစ်မိတ်ဆွေစတာပရိသားသမီးတွေပေါ့နော်6လပိုင်းတလတာရဲ့လအစလေးမှာတော့လက်ပိတ်တလို့ကိုရစရာရှိတဲ့ငွေလေးတွေမရဘဲနဲ့ပေါ့နော်ထက်ငေါ်ကြညာနေတာလေးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့အစွမ်းထက်ရည်ရလေးတွေကိုပြုလုပ်လိုက်မယ်လက်ပွင့်ကာတာလေးတွေကိုရွတ်မယ်အဋိဌာန်လေးတွေဝင်မယ်ဆိုလို့ရှိရင်တော့ငွေပိုက်ဆံတွေဝင်လာစရာရှိတဲ့ငွေတွေအဖော်နဲ့အပေါင်းနဲ့အစုလိုက်အပုံလိုက်အုံလိုက်ဝင်လာပါလိမ့်မယ်ကားဝယ်မယ်လို့ရည်မှန်းထားတဲ့သူတွေကကားကောင်းကောင်းရမယ်ကားသိရမယ်ဈေးတင်တော်လျှောက်ပတ်တဲ့အရာနဲ့ရလိမ့်မယ်ရှင့်မြေဝယ်ဖို့ကြံထားတဲ့သူတွေကားဝယ်ဖို့ကြံထားတဲ့သူတွေအင်မတန်မှကောင်းပါတယ်အဆင်ပြေပါတယ်ကားလုပ်ငန်းလုပ်တဲ့သူတွေကလည်းအင်မတန်မှအကန့်ကောင်းပြီးအဆင်ပြေပြီးလက်လာပါတယ်ပေါ်ပေါ်ရှာရှာညညရှာရှာရရှိမဲ့ကာလဖြစ်ပါတယ်ရှင်အထူးသတိပြုရမှာကတော့သူတစ်ပါးကိုလုံးဝအာမခံပြီးတော့ငွေချင်းငှားတာတွေလုံးဝမလုပ်စေပါနဲ့ကိုကလည်းပဲမျက်စိစုံမှိတ်ပြီးတော့ပေါ့နော်အတိုးအမြတ်အကျိုးအမြတ်ကိုမျှော်မှန်းရည်မှန်းပြီးတော့ငွေတွေချင်းငါလိုက်မယ်ဆိုလို့ရှိရင်တော့စုံမတတ်ပါတယ်ပြဿနာအမှုခင်းဖြစ်တတ်ပါတယ်ရှင့်ရုံးမြေကနာတွေရောက်တတ်ပါတယ်ရှင့်အခြေအနေနဲ့ပတ်သက်ပြီးတော့စတာပရိသတ်သမီးတွေကချစ်သူအပေါ်မှာစိတ်မချနိုင်တာတွေတောင်းဝန်တိုတာတွေစိုးရင်ပူပန်တော့ကဖြစ်နေရတာမျိုးလေးတွေကြုံတတ်ပါတယ်နော်မိမိရဲ့ချစ်သူကစတာပရိသတ်သမီးတောက်ကြသားသမီးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအပူကြီးစွာကြုံတွေ့ရတတ်တယ်ဖောက်လဲဖောက်ပြန်ကိစ္စတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ရှင့်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လင်းနဲ့မယားရှာနဲ့သွားဆိုသလိုမျိုးတကြက်ကြက်ရန်ဖြစ်လေစီးပွားတက်လေဆိုတဲ့ကိန်းမျိုးကိုရောက်ရှိနေပါတယ်မျက်နှာချင်းဆိုင်လိုက်တာနဲ့ပြောစရာအပြစ်တွေဆွေးနွေးလို့မရတာတွေအပေါက်လမ်းမထဲတာတွေပြောသမျှဆိုသမျှလွဲချော်ညှိနှိုင်းလို့မရတာလေးတွေဖြစ်နေတတ်ပါတယ်ရှင်ဒါပေမဲ့စီးပွားတက်ပါလိမ့်မယ်အလုပ်ကိုင်းတွေအဆင်ပြေပြီးတော့ရန်တကြက်ကြက်ဖြစ်လေစီးပွားတကြက်ကြက်တက်လေဆိုတဲ့ကိန်းမျိုးလေးကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဆမပွင့်ချင်းခိုင်မနောမင်းရငွေထုတ်ကတော့ထိကန်ငွေကန်ကောင်းစေဖို့အတွက်ဆမကမြစ်တာအစွမ်းထပ်ပေးပါတယ်6နှစ်63ခွန်ဆိုပြီးတော့မှ comment လေးရေးခဲ့ပါအောင်เนาะပြန်ပြောပါမယ်626163ခွန်ဆိုပြီးတော့ကန်ကောင်းပြီဆိုပြီး comment လေးရေးခဲ့ပါအမြန်ဆုံးထိကန်ငွေကန်ကောင်းပါလိမ့်မယ်ဒီလတစ်လတာမှာစတာပရိသတ်သမီးတွေအနေနဲ့ထိကန်ငွေကန်လည်းအထူးကောင်းပါတယ်เนาะပလင်းထဲမှာပန်းအဝါရောင်လေးပေါ့เนาะ9ပွင့်ထည့်ပြီးတော့အိမ်ဖျားကိုထူလိုက်ပါကန်ကောင်းပါလိမ့်မယ်ရှင်